ပိုင်းအတွက်ကျမကဘုလူသားသမီးတွေအတွက်ကိုရှင်ညွှန်းပြီးတော့တွက်ပေးခြင်းနဲ့ကျေရော့ကစနကနဲ့ကျမကတွက်ပေးမှာပဲဖြစ်တယ်ပေါ့နော်ကျေရော့ကစနကနဲ့တွက်ပေးမယ်ပထမဆုံးကြာလာတဲ့ကတခါတော့သူ့ရဲ့ပုံရိပ်တွေကိုကြည့်ချင်းအဖြစ်ဆိုလို့ရှိရင်လက်ရှိအနေထားတွေမှာဆိုလို့ရှိရင်နည်းနည်းလေးစတိုင်နေရတာမျိုးစိတ်မပျော်ရွှင်စရာကိစ္စတွေကြုံနေရတာမျိုးနည်းနည်းအချင်းများနေရမျိုးအတွေ့မတူအမြင်မတူတဲ့အိမ်သူအိမ်သားတွေနဲ့အငင်းခုန်ဖြစ်နေရတဲ့ကိစ္စရပ်မျိုးလေးတွေရှိနေနိုင်တယ်လို့တွေ့ရတယ်ပေါ့နော်9လပိုင်းထဲမှာဒါကထူးခြားစွာတိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်ပါတယ်ဥစ္စာပစ္စည်းစုဆောင်သိမ်းဆည်းမှုအတွက်ဆိုလို့ရှိရင်เนาะအဆင်ပြေချောမွေတယ်ပေါ့เนาะကောင်းတဲ့ပုံရိပ်ကလေးတွေလည်းရှိတယ်ပြီးတဲ့အခါကျတော့လွတ်လပ်ခြင်းကိုစားပြုတဲ့ကတ်ကလေးဖြစ်တာမို့လို့မိမိရဲ့တကူကြီးကိစ္စနဲ့ပတ်သက်တဲ့အရာတွေမှာဆိုလို့ရှိရင်เนาะပျော်ရွှင်စရာကောင်းတဲ့အတွေ့အကြံလေးတွေရရှိတယ်ဥစ္စာပစ္စည်းနဲ့ပေါ်များတဲ့ပုံရိပ်တစ်ခုပဲကိုသွားတယ်ပေါ့เนาะစုဆောင်သိမ်းဆည်းနိုင်ခြင်းရှိတယ်ဆိုတဲ့ပုံရိပ်တစ်ခုကိုသွားပါတယ်မိတ်ဆွေအပေါင်းအသင်းရဲ့ကူညီမှုကိုရရှိလိုက်မယ်ပညာဉာဏ်ကြီးမားတယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲ့ပညာဉာဏ်ကြီးမားတဲ့ပုံကိုဒီဘလို့ပုံကိုမျိုးလဲလို့ပြောရမယ်ဆိုလို့ရှိရင်เนาะယောက်ျားမကြမိန်းမမကြတခါတလေမှအလုံးပြမကွဲတော့နည်းနည်းလေးဘလို့ခေါ်လဲဆိုလို့ရှိရင်ကျမတို့ရောက်ရှာဆန်တော့မိန်းမရှာဆန်တော့အဲ့လိုလူတွေရဲ့ထူးခြားတဲ့အကြံဉာဏ်တစ်ခုကိုရရှိမယ်ဒီလိုမိတ်ဆွေတယောက်ရှိရနေကောင်းမွန်တဲ့အကြံဉာဏ်နဲ့ဘဝတလန်တိုးတက်မှုလေးတွေရှိတယ်ပေါ့เนาะအဲ့လိုလူမျိုးတွေရှိရနေထူးခြားတဲ့ကူညီမှုတွေရရှိတတ်တဲ့ဉာဏ်ပညာအလင်းမြင့်မားတဲ့ပုံကိုကြီးတွေရှိရနေတယ်ထူးခြားတဲ့အကူအညီတွေရရှိတတ်တဲ့ပုံရိပ်တစ်ခုကိုတွေ့ရတယ်ပေါ့နော်မိတ်ဆွေကောင်းနဲ့ပတ်သက်ပြီးရင်တော့ဒီလိုမျိုးလေးတွေကိုတွေ့ရပါတယ်မိမိရဲ့နေမှာဆိုလို့ရှိရင်တော့တခါတရံမှာထိတ်ဆုံးကြလာတဲ့ကတ်ကမိမိရဲ့လက်ရှိအနေအထားနဲ့ပြနေပြီးတဲ့အခါမှာမိမိရဲ့အိမ်ရဲ့အနေအထားကိုကြည့်ဆိုလို့ရှိရင်တော့ဒီကတ်ကိုပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကတ်ရဲ့သဘောတရားမှာဆိုလို့ရှိရင်တော့နေမှာနေရတာတိတ်ပြီးပြောပိုက်နေတာမျိုးမတွေ့ရဘူးပေါ့နော်ကံကြမ္မာအနေနဲ့ဆိုလို့ရှိရင်နေမှာနေရတာနည်းနည်းလေးမွန်းကျက်စရာကောင်းတယ်ဆိုတဲ့ပုံရိပ်တစ်ခုကိုတော့တွေ့ရပါတယ်အတွေးတွေလည်းနည်းနည်းများနေတဲ့ပုံရိပ်တစ်ခုဖြစ်တယ်အဲ့တော့ရင်ကိုယ့်ရဲ့နေမှာနေတဲ့အခါမှာကောင်းကောင်းနားယူပါလို့မှာချင်ပါတယ်ကိုကမွေးထုတ်ထားတဲ့ရင်သွေးတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်ဒီမှာတော့ကျင်းနှက်စရာကောင်းတဲ့ဝမ်းသာစရာကောင်းတဲ့သတင်းတွေကိုရရှိတတ်တာမျိုးတွေလည်းဖြစ်စေတတ်တယ်ပြီးတဲ့အခါမှာကြာလို့ရှင်တူတူမတွေရှိရနေပြီးတော့သတင်းကောင်းလေးတွေရရှိတာမျိုးတွေကိုလည်းတွေ့ရတတ်တယ်ပေါ့နော်ကိုမမျှော်လင့်ထားတဲ့ဝမ်းသာစရာသတင်းလည်းရရှိတတ်ပါတယ်ရှင်ရန်အန်ဒရအနေနဲ့ဆိုလို့ရှိရင်တော့ရန်နေခြုံငင်းနေတဲ့ပုံရိပ်ကိုရှိတယ်ဆိုရင်စရာပူပန်စရာမရှိဘူးဆိုတဲ့သဘောပဲကိုသွားတယ်ပေါ့နော်နောက်တစ်ခုကကြာလို့ရှိရင်ကိုယ့်ရဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့်မလို့လဲတုံတိုင်ရန်တွေကကိုယ့်ကိုအတိုက်ခံမပြုတ်နိုင်တဲ့ပုံရိပ်တစ်ခုကိုတွေ့ရပါတယ်ကိုယ့်ရဲ့ပုံရိပ်တည်ထဲမှာဆိုလို့ရှိရင်အိမ်တော်ကြီးဒုက္ခချမ်းမြေပျော်ရွှင်ခြင်းပုံရိပ်တချို့လည်းပါတယ်လို့မျိုးပဲချစ်ချင်းမြတ်တာကနေပတ်သက်ပြီးတော့စေနာတရားတရားအပြည့်နဲ့ကိုယ့်ရှိကိုလက်ဆောင်ပဏာရရှိတာမျိုးလည်းတွေ့ရတတ်တယ်ပေါ့နော်အိမ်သူတထားဇနီးမယားတွေဆိုလို့ရှိရင်တော့ဒီချိန်မှာဗုဒ္ဓသားသမီးတွေဟာလက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်ဗုဒ္ဓသားတွေကတော့ဒီချိန်မှာကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနဲ့အတူမိမိရဲ့မိမိရဲ့လိုချင်တဲ့စိတ်ဆန္ဒတွေပြည့်ဝတတ်တဲ့လာတလာဖြစ်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်ရှင်ယောဂါကိုကျမတို့ကကြည့်မယ်ဆိုလို့ရှိရင်တော့ယောဂါဟာနည်းနည်းလေးစိတ်မွကြတဲ့ယောဂါနောက်တစ်ခုကကြာလို့ရှိလို့ရှိရင်အထိုင်များတဲ့အတွက်ကြောင့်မခါနာတဲ့ယောဂါခြေထောက်တူးနာတဲ့ယောဂါလေးတွေဖြစ်တတ်တယ်တချို့ကောင်းမောင်းတဲ့သူတွေဒီမှာပါလာမယ်လို့ကျမတို့ကယူဆရတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့လက်ရှိကျမရဲ့အနေနဲ့ဆိုလို့ရှိရင်တော့လက်ကောင်းယောဂါနဲ့နည်းသတိထားရမယ်လို့ပြောချင်ပါတယ်ရှင်စိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော့ချင်းချင်းမှုပိုင်းခြားမှုတွေဝေဖန်မှုတွေကိုခံနိုင်တဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့စိတ်ပိုင်းဆိုင်ရာကတော့အထူးကိုတည်ငြိမ်နေတဲ့ပုံရိပ်တစ်ခုကိုတွေ့ရတယ်။စိတ်တွေလှုပ်ရှားနေတာမျိုးမရှိဘဲနဲ့စိတ်ကအာရုံခံမှုမှာတော့တခြားကိစ္စတွေပုံမှာအာရုံသိမ့်မရှိဘဲနဲ့ငွေကြေးပေါ်မှာပဲအာရုံရှိပြီးတော့ငွေကြေးစီးပွားတိုးတက်ဖို့ကိုပဲမျှော်လင့်နေတဲ့ပုံရိပ်တစ်ခုကိုတွေ့ရပါတယ်ရှင်။ကံတရားကြီးကမိမိကိုအခွင့်အရေးပေးဖို့အတွက်ရောက်ရှိလာတယ်မိတ်ဆွေကောင်းတွေနဲ့တိုးဝါလာလိမ့်မယ်ပြီးတော့ရင်ရှေ့ရဆက်ကောင်းနေနဲ့စုံစည်းခဲ့ရတဲ့သူတွေနဲ့ဝိကခဲ့မှုတဲ့အချိန်ကာလတစ်ခုကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ပြန်လဲပြီးတော့အစ်စ်ပြန်စားရမယ်မိတ်ဆွေအစ်စ်တွေမိတ်ဆွေတိုးဝါတာမျိုးတွေနောက်တစ်ခုကမိမိလိုချင်နေတဲ့မိမိရဲ့မျောလင့်ထားတဲ့ကိစ္စရပ်ကြီးတခုမိမိရှိကိုသတင်းကောင်းအနေနဲ့ရောက်ရှိလာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကိုတွေ့ရမယ်ကံတရားမိမိဘက်ကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မကောင်းတဲ့ကံတွေဟာပြီးဆုံးသွားပြီးတော့ကောင်းတဲ့ကံအတစ်တွေစနေပြီလို့ယူဆရမှာဖြစ်တယ်နော်အဲ့တော့ကောင်းတဲ့ကံအတစ်တွေကိုမိမိတို့ကလက်ခံပါရဲ့လားရှင်လက်ခံနေဆိုလို့ရှိရင်တော့လက်ခံကြောင်းကိုလည်းစိတ်ထဲကနေပြီးတော့ငါလက်ခံနေဆိုတဲ့အရာကိုတိတိပပသိဖို့လိုအပ်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့ဘဝရဲ့ကံတရားကြီးမှာကျင့်သည့်အခွင့်အရေးတစ်ခုထပ်ပြီးတော့ရရှိလာမယ်ကံတရားရဲ့မျက်နှာသာပေးမှုကိုရရှိမယ်9လပိုင်းနဲ့မှာပုရိသသမီးတွေဟာ
မမြင်နိုင်တဲ့ပုံကိုယ်တွေရဲ့ဆောက်ရှောက်မှုအင်မတန်ကြီးမြတ်တဲ့ပုံကိုယ်ကြီးတွေရဲ့ဆောက်ရှောက်မှုကိုလည်းရရှိထားတဲ့လာတလာဖြစ်တယ်လို့တွေ့ရပါတယ်အဲ့တော့ပူပင်တော့ကအနေနဲ့ကျမတို့ကကြည့်ရမယ်ဟိဆိုလို့ရှိရင်တော့မပြည့်စုံခြင်းတချို့တဝက်ကိုတော့နည်းနည်းလေးပူပင်တော့ကလေးတွေရှိတယ်ဒါကတော့လူတိုင်းရှိတာပါပဲရှင်ဘယ်သူမှပြည့်စုံတဲ့သူဆိုတာလောကကြီးမှာမရှိပါဘူးအဲ့ဒီမပြည့်စုံတဲ့အရာတွေအတွက်ကိုကတွေးပြီးတော့ပူပင်နေပေမဲ့လည်းတကယ်တမ်းတော့ကိုယ်မှာပြည့်စုံပြီးသားအရာတွေအများကြီးကိုတော့မေ့လျော့နေရဲဆိုတဲ့ပုံရိပ်တစ်ခုကိုတွေ့ရတာပဲဖြစ်ပါတယ်အဲ့တော့မပူပန်တင်တာကိုပူပန်တာဟာမိမိအတွက်တော့လောင်မြစီတဲ့ကိစ္စတစ်ခုဖြစ်တယ်အဲ့တော့ဒီကတ်တွေကိုကျမတို့ကပြန်လည်ပြီးတော့ရင်သုံးသပ်ကြမယ်ဟေ့ဆိုလို့ရှိရင်နော်ကိုယ့်ရဲ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီးတဲ့အခါမျိုးမှာဒါမိမိဟာထူးခြားတိုက်ဆိုင်ပြီးတော့ရင်ပြည့်စုံလာမယ်လာတလာဖြစ်တယ်လို့ယူဆရမှာပဲဖြစ်တယ်ကိုလှုပ်ဆောင်ရှိတဲ့အရာတွေကိုစိတ်ပါလက်စားလှုပ်ဆောင်မှာအခွင့်အရေးတွေကိုလွဲလို့မခံပါနဲ့လို့ကျွန်မကတော့တခါတည်းပြောချင်ပါတယ်ရှင်ကိုကရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်တာမျိုးမှတာလင်ကိုရဲ့အကျိုးစီးပွားတွေကဖြစ်ထွန်းမဲ့အရာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကြားထဲမှာကျမတို့ကအခြေရိတ်ကတ်ကိုပြန်ပြီးတော့ကြည့်ပြီးတော့ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်တော့လူငယ်လူရွယ်တွေအနေနဲ့ဆိုကာလအတန်ကြာစောင့်ဆိုင်နေရတဲ့မေတ္တာတရားတွေနဲ့ပတ်သက်ပြီးတဲ့အခါမျိုးတွေမှာကောင်းမွန်တဲ့energy တွေကိုဖြစ်ပေါ်စေတဲ့ပုံရိပ်တစ်ခုကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ရင်ဘုရုသားသမီးတွေအနေနဲ့ကျမတို့ကဒီ9လပိုင်းတစ်လသားလုံးမှာရရကိုပေးဆိုလို့ရှိရင်တနင်္ဂနွေနေ့မနေ့9:45မှာမိမိရဲ့အိမ်ဖျားမှာမိမြုပ်ပန်း5ပွင့်ကိုလှူပြီးတော့လူရစုကိုတောင်းလိုက်ပါဒါဆိုလို့ရှိရင်တော့9လပိုင်းတစ်လစာကံကောင်းခြင်းတွေကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်ရှင်ကျေးဇူးတင်ပါတယ်